ဘုန်းတို့လွတ်မြောက်ရေးလမ်းစဉ်ဆိုတဲ့တိမ်ဘဝမှာလွတ်မြောက်ရေးလို့ပြောတဲ့အထက်မှာမိမိတို့ဒီမလွတ်မြောက်သေးဘူးဆိုတဲ့အနေအထားထဲမှာရောက်နေတာကိုတော့အားလုံးသူတော်ကောင်းအပေါင်းတို့အနေအားဖြင့်ကိုယ်စီအတီးသဘောပေါက်နားလည်ထားဖို့တော့လိုမယ်အားလုံးကမလွတ်မြောက်ကြသေးပါဘူးဘယ်ကနေမလွတ်မြောက်သေးသလဲဆွမ်းသန္တရာတဲကနေမလွတ်မြောက်သေးတာဖြစ်တယ်လို့ဒုက္ခအလုံးတွေကလည်းမိမိတို့မလွတ်မြောက်ကြသေးပါဘူးအဲ့တော့မလွတ်မြောက်သေးဘူးဆိုတဲ့အနေအထားကိုမိမိတို့ရဲ့ငယ်တွေကယနေ့တိုင်ထိမိမိတို့လေ့ကျင့်ရှိဘူးလာခဲ့တဲ့မျောလင့်ချက်တွေမျောမှန်းချက်တွေရွေချက်တွေမျောလင့်ချက်တွေနဲ့အတူကြိုးစားရုန်းကန်လာခဲ့တာယနေ့ဆိုရင်ဒီတရားနာနေကြတဲ့အာလုံတော်ပြိတ္တတွေဟာ50ဝန်းကျင်တော်တော်များများ50ဝန်းကျင်နဲ့အထက်ပဲရှိပါလားအဲ့ဒီ50ဝန်းကျင်နဲ့အထက်တို့သူတော်ကောင်းအပေါင်းတို့အနေအားဖြင့်ပြန်လည်ပြီးတော့နောက်ချောင်းကိုပြန်ကြည့်မယ်ဆိုရင်မိမိတို့ငယ်တုန်းကနေပြီးတော့မိမိတို့လိုအင်ဆန္ဒတွေဘာတွေဖြစ်ခဲ့ကြသလဲပညာရေးမပြည့်စုံသေးတဲ့အချိန်မှာပညာရေးတွေကိုမိမိတို့ရည်မှန်းပြီးတော့ကြိုးပမ်းခဲ့တဲ့အခြေအနေမှာရည်မှန်းသလောက်အောင်မြင်သင့်သလောက်အောင်မြင်လာခဲ့တဲ့အနေအထားကိုလည်းပဲမိမိတို့တွေ့ကြုံခံစားပါလိမ့်မယ်မရသေးတဲ့အရာကိုရအောင်ရှာဖွေပညာမတတ်မြောက်သေးရင်လည်းတတ်မြောက်အောင်ကြိုးပမ်းခဲ့ရတယ်တတ်မြောက်လာပြီးတဲ့အခါကျတော့မိမိအနေနဲ့တကယ်လွတ်လပ်မှုကြည်နပ်မှုအပြည့်ရပြီလားပြန်လည်ပြီးတော့သုံးသပ်ကြည့်ရှင်းပါလေနောက်တစ်ခုကအဲ့ဒီမှာပညာရေးပြည့်စုံလာတဲ့အချိန်စီးပွားရေးမရှိသေးလို့ ਨੇ တူတယ်စီးပွားရေးပြည့်စုံရင်တော့လွတ်လပ်မှုကြည်နပ်မှုတွေရကြမှာပဲဆိုတဲ့ရည်ရွယ်ချက်မျှော်လင့်ချက်တွေနဲ့အတူစီးပွားရေးတွေကိုလည်းပဲအထိုက်အလျောက်ရှာခဲ့ပြီးဖြစ်မယ်အဲ့လိုရှာခဲ့တဲ့အခါမှာတို့သူတော်ကောင်းအပေါင်းတို့အနေအချင်းစီးပွားရေးအထိုက်အလျောက်ပြည့်စုံလာတဲ့အနေအထားကိုလည်းပဲသူတော်ကောင်းတို့အနေနဲ့တွေ့ကြုံရမှာပါဒါပေမဲ့လွတ်လပ်မှုနဲ့ကြည်နပ်မှုတကယ်ရပြီလားပြန်စဉ်းစားကြည့်မရသေးပါဘူးဟိုးတန်ត្រာဆိုတာတော့အသာထားလိုက်ပါဦးအဲ့ဒီတော့အဲ့ဒီတက်ကနေမိမိတို့အိမ်ထောင်ကြီးမပြည့်စုံလို့ ਨੇ တူတယ်ဆိုတဲ့ပျော်ရွှင်မှုလောကထဲမှာသားနဲ့သမီးနဲ့ဇနီးနဲ့မယားနဲ့ဇနီးမယားသမီးသားနဲ့အတူတကွနေထိုင်ကြမယ်ဆိုရင်လွတ်လပ်မှုတွေကြည်နပ်မှုတွေရကြမှာပဲလို့မျှော်လင့်ချက်နဲ့အိမ်ထောင်တွေပြုခဲ့ကြပြီးဖြစ်တယ်ဒါပေမဲ့လို့တကယ်လည်းပဲလွတ်လပ်မှုကြည်နပ်မှုရခဲ့ပြီလားပြန်လဲပြီးတော့သုံးသပ်ကြည့်တဲ့အခါမှာတကယ်ကြည်နပ်မှုငါသေးပြောတယ်လို့ပြောရလောက်တဲ့အနေအထားထိကြအောင်ကြည်နပ်မှုမရကြသေးတာတော့အမှန်ပဲဒါကြောင့်ဘုန်းကြီးကတော့စဉ်းစားပါတယ်လောကထဲမှာကြားရဖို့အခဲရင်ဆုံးသောစကားလုံးဟာဘာလဲဆိုတော့ငါကြည်နပ်တယ်သေပြောတယ်ကြည်နပ်တယ်ဆိုတဲ့စကားလုံးဟာလောကထဲမှာကြားရဖို့အခက်ခဲဆုံးသောစကားလုံးလို့ဖြစ်နေတယ်အဲ့ဒီတော့ကမိမိတို့အဲ့တလောက်ထိကြအောင်ကြည်နပ်မှုတွေဘာလို့မရသေးတာလဲဆိုတဲ့အခါလွတ်လပ်မှုမရသေးလို့ပါပဲအရင်ကလည်းပဲအဲ့ဒီမှာလွတ်လပ်မှုကြည်နပ်မှုအပြည့်အဝမရခဲ့သလိုအခုလည်းပဲအပြင်ပတ်ဝန်းကျင်အာယုန်တွေနဲ့တိုက်ခတ်လာတဲ့အခါကျတော့တည်တံ့ခိုင်ခန့်စွာရပ်တည်နိုင်မှုစွမ်းအားရှိပြီလားပြန်လည်ပြီးတော့သုံးသပ်ကြည့်ရှိသေးပါအေးမိဘသူမှမရှိဘဲနဲ့ဒီလောကလုံးထဲမှာတယောက်แท้လို့နေပျော်နေနေတဲ့စွမ်းအားရှိပြီလားပြန်လည်ပြီးသုံးသပ်ကြည့်တဲ့အခါပတ်ဝန်းကျင်ဇနီးမယားသမီးသားစီးပွားဥစ္စာရွှေမျိုးညာတကာတို့ရဲ့အသိအဝိုင်းကြားမှာနေရပါမှကိုယ်စိတ်ကကြည်နပ်မှုရနေသလိုဖြစ်နေတဲ့အနေအထားမှာလူတိုင်းမှာအဲ့ဒါခံစားရတာဖြစ်ပါတယ်အဲ့ဒီတွေ့ကြုံခံစားရတဲ့အတွေ့အကြုံတွေကိုသုံးသပ်ကြည့်မယ်ဆိုရင်
အာယုံနဲ့ကင်းပြီးတော့မနေနိုင်တဲ့ဘဝပဲဖြစ်ပါတယ်အာယုံနဲ့ကင်းပြီးတော့မနေနိုင်သေးတဲ့ကာလပတ်လုံးဟာလွတ်လပ်မှုဘယ်တော့မှမရသေးဘူးအဲ့ဒီအာယုံနဲ့ပူးတွဲပြီးတော့လွတ်လပ်တယ်လို့အဲ့ဒီပတ်ဝန်းကျင်စနီးမယားသမီးသားဇီဝဥစ္စာဆွေမျိုးညာတကာတို့ရဲ့အသိအဝိုင်းကြားထဲမှာနေရမှကျဉ်တ်တယ်ဆိုတဲ့စိတ်ဟာအဲ့ဒီစိတ်ကဘယ်သူလွှမ်းမိုးခံရတာလဲဆိုတဲ့အခါကာမဂုဏ်တွေလွှမ်းမိုးခံထားရတဲ့အနေအထားပဲဖြစ်ပါတယ်။ဘာတွေလွှမ်းမိုးခံထားရတာလဲ။ကာမဂုဏ်ဆိုတာကဝဋ္ထုကာမကိလေသာကာမလို့နှမျိုးရှိတာဖြစ်ပါတယ်။ဝဋ္ထုကာမဆိုတာကစောစောကပြောခဲ့တဲ့ဇနီးမယားသမီးသားဇီဝဥစ္စာဆွေမျိုးညာတကာတွေအဲ့ဒီဆွေမျိုးညာတကာတွေဟာအဲ့ဒါဘာခေါ်သလဲဆိုတဲ့အဲ့ဒါဝဋ္ထုကာမလို့ခေါ်တာဖြစ်ပါတယ်အဲ့ဒီဝဋ္ထုကာမတွေကမိမိအပေါ်မှာလွှမ်းမိုးခြင်းခံရတာဖြစ်ပါတယ်ဒါကြောင့်မိမိတို့ရဲ့ဒီပတ်ဝန်းကျင်နဲ့ကင်းပြီးတော့နေနိုင်စွမ်းမရှိကြပါဘူးအဲ့တော့အဲ့ဒီဝဋ္ထုကာမကဘာကိုအခြေပြုပြီးတော့မှလွှမ်းမိုးခံရတာလဲဆိုတဲ့အခါအတွင်းအစ္ဆဒတန်တံမှာဂိမ်းဝနေတဲ့အဲ့ဒီမှာကိလေသာကာမရှိနေလို့ဝဋ္ထုကာမလွှမ်းမိုးခံရတာဖြစ်ပါတယ်အဲ့ဒီဝဋ္ထုကာမနဲ့ကုလေသာကာမဆိုတဲ့အရာဟာဘာတွေလဲဆိုတဲ့အခါပဋိစ္စသမုပ္ပါဒ်နဲ့ဓာရိတ်ပြောမယ်ဆိုလို့ရှိရင်တော့ဥပါဒံပဲဖြစ်ပါတယ်။ပါတယ်လေဥပါဒံဆိုတာကာမှုပဒံဒီမှာအဲ့ဒီကာမှုပဒံကနေပြီးတော့ဥပဒံဆိုတာကအစွဲအလံညှိတွယ်မှုလို့ဆိုလို့ရတာဖြစ်ပါတယ်ညှိတွယ်မှုရှိရင်ဘယ်တော့မှလွတ်လပ်မှုရအောင်မှာမဟုတ်ဘူးအဲ့တော့မိမိတို့ညှိတွယ်မှုမရှိရင်ဘယ်လိုမှမနေနိုင်ကြပါဘူးအခုလွတ်လပ်နေတတ်တယ်လို့ကိုယ်စိတ်ထက်ကထင်နေရတယ်သို့တော်လဲတဏှာရာကိုမိမိဟိုအခြားတဏှာမိမိဘသူမှလူတယောက်မှကိုယ်နဲ့ရင်းနှီးတဲ့လူမရှိတဲ့ကြားထဲမှာကိုယ်တယောက်ထဲများရောက်သွားရင်ဘယ်လိုနေမလဲဆိုတာကိုပြန်လည်ပြီးတော့စဉ်းစားကြည့်ကိုယ်စိတ်ကူးထဲမှာဖန်တီးကြည့်လိုက်တဲ့အခါဘာဖြစ်လဲအားနေတဲ့စိတ်ဆိုတာဖြစ်လာကြောက်တဲ့စိတ်ဆိုတာဖြစ်လာတယ်အဲ့တော့မိမိရဲ့ပတ်ဝန်းကျင်တစိမ့်ဆန်တဲ့ပတ်ဝန်းကျင်ရဲ့ကြားတဲ့ကိုရောက်သွားမယ်ဆိုရင်အားငယ်တယ်လို့ကြော့ရွံ့တယ်လို့ဖြစ်လာတာဟာပတ်ဝန်းကျင်ကနေပြီးတော့မှမိမိရဲ့နှီးဆက်ရပတ်ဝန်းကျင်နဲ့မနေရတော့တဲ့အချိန်မှာကိုယ်စိတ်ကဒီလိုခံစားနားလည်သွားတဲ့အနေအထားလေးတွေကိုတေးသေးချာချာသဘောပေါက်အောင်အရင်ဆုံးလေ့လာဖို့လိုပါတယ်အခုရှိနေတဲ့လွတ်လပ်မှုဆိုတာကာမဂုဏ်ခံစားကာမဂုဏ်ရဲ့လက်တွင်းနဲ့ကဂျေနတ်မှုတွေဖြစ်ပါတယ်အဲ့ဒီဂျေနတ်မှုတွေဟာအဲ့ဒီလွတ်လပ်မှုဟာတကယ်စစ်မှန်တဲ့လွတ်လပ်မှုရဲ့စမ်းကျင်ဖက်ပဲဖြစ်ပါတယ်ဘာလို့လဲဆိုတဲ့အခါဒီဝတ္ထုကာမကိလေသာကာမတွေကနေပြီးတော့မှလွန်မိုးထားတဲ့အတွက်ကြောင့်အဲ့ဒီပုံမှာညှိတွယ်တဲ့ဆွဲလန်းတဲ့စိတ်နဲ့နေကြရတာဖြစ်ပါတယ်အဲ့ဒီထက်ကမလွတ်သေးသေးကာလပတ်လုံးဒီဘဝတည်လွတ်မြောက်မှုဆိုတာရအောင်မှာမဟုတ်ပါဘူးဒါကြောင့်မိမိတို့ယနေ့လက်ရှိအခြေအနေလေးတင်ရောင်ရဲတင်းတိမ်နေဖို့မသင့်သေးဘူးဆိုတာတော့ကြိုတင်ပြီးတော့နားလည်ထားဖို့လိုအပ်ပါတယ်အဲ့ဒီထက်ရှင်းအောင်ပြောရမယ်ဆိုလို့ရှိရင်အခုငါသေတော့မယ်ဆိုတဲ့ဟာကိုကိုခံစားနားလည်ကြည့်စမ်းပါကိုအစမ်းတည်ကြည့်ကိုသေရင်ကိုရဲ့နှိစ္စရပတ်ဝန်းကျင်ကနေပြီးတော့ကိုသေမဲ့ဘေးကိုဘယ်သူကူကယ်ပေးနိုင်တယ်လဲကိုသေတဲ့အချိန်မှာကိုရဲ့အခုညှိတွယ်ဆွဲလန်းနေတဲ့ထိုအရာတွေဟာကိုအတွက်ဘာအထောက်ကူပေးနိုင်တယ်လဲဆိုတဲ့ဟာတစ်ချက်လေးများစဉ်းစားကြည့်ရင်ယနေ့လက်ရှိမိမိတို့ရဲ့ညှိတွယ်မှုနဲ့နေရတဲ့အရာတွေဟာဘာမှမဟုတ်ဘူးဆိုတာရှင်းသွားလိမ့်မယ်နော်ဘာမှမဟုတ်သေးဘူးဆိုတာရှင်းသွားလိမ့်မယ်နားလဲပါရဲ့လားအခုရှိနေတဲ့လွတ်လပ်မှုတွေကျေနပ်မှုဟာညှိတွယ်မှုကြောင့်ရရှိတဲ့ကျေနပ်မှုဖြစ်ပါတယ်ဘာကြောင့်ရရှိတာလဲညှိတွယ်မှုကြောင့်ရရှိလာတဲ့ကျေနပ်မှုညှိတွယ်မှုကြောင့်ရရှိလာတဲ့ကျေနပ်မှုဟာဘယ်တော့မှလွတ်လပ်မှုအပြည့်ကိုမရနိုင်ပါရီနဲ့ရင်းနှီးရတာလဲကြောင်းကြမှုရဲ့တောင်းတမှုရဲ့ပြောချင်အောင်
ကြောင်းကြချင်းတောင်းတချင်းတွေနဲ့ပေါင်းစပ်ပြီးတော့မှရလာတဲ့လွတ်လပ်မှုမျိုးဖြစ်ပါတယ်အဲ့ဒီလွတ်လပ်မှုဆိုတဲ့ဟာကိုသူ့ကိုသူပြန်လဲပြီးတော့သုံးသပ်ကြည့်ကိုယ့်ရဲ့ဇနီးမယားသမီးသားစီးပွားဥစ္စာရွှေမျိုးညာတကားဆိုတဲ့အရာပေါ်အဲ့ဒီဟာရှိမှဂျေနတ်တယ်အဲ့ဒီဂျေနတ်ဆရာဒီပင်လဲကိုယ့်အတွက်ဘာဖြစ်နေသလဲဆိုကြောင်းကြဆရာတောင်းတဆရာဖြစ်မနေဘူးလားကြောင်းကြဆရာတောင်းတဆရာဖြစ်နေတယ်ဆိုရင်အဲ့ဒီကြောင်းကြမှုတောင်းတမှုဟာလွတ်လပ်စေသလားညစ်ကပ်စေသလားညစ်ကပ်တယ်ဆိုရင်မိမိစိတ်ဒီလွတ်လပ်မှုမရဘူးကျဉ်းကြသွားပါတယ်အကျဉ်းထောင်ထဲကိုရောက်နေတဲ့ဘဝပဲဖြစ်ပါတယ်အကျဉ်းသားဘဝပဲဖြစ်ပါတယ်အဲ့တော့အကျဉ်းသားဘဝဆိုတာကမိမိတို့ရဲ့အတ္တတိဟူသောအကျဉ်းထောင်ကာမပဒံဒိဋ္ဌုပဒံသီလပတုပဒံအတ္တဝါဒုပဒံဆိုဥပဒံတို့ရဲ့အကျဉ်းထောင်ထဲမှာနေရတဲ့ဘဝပဲဖြစ်ပါတယ်အဲ့ဒါကိုရှင်းလင်းစွာသိမြင်နားလည်နိုင်စွမ်းရှိမှလည်းပဲတူတွေကနေပြီးတော့လွတ်အောင်ယုံချင်စိတ်ပေါ့မှာယနေ့လက်ရှိအရာတွေနဲ့ဂျီနတ်နေသေးရင်ယနေ့လက်ရှိအရာတွေနဲ့အဲ့ဒီမှာဂျီနတ်နေတယ်ဆိုရင်မိမိတို့ဒီလွတ်လပ်မှုစစ်မှန်တဲ့လွတ်လပ်မှုတော့ရမှာမဟုတ်ဘူးညှိတွယ်မှုလို့ဆိုရတယ်အတုလွတ်လပ်မှုပဲလွတ်လပ်မှုအတုဂျီနတ်မှုနဲ့ပဲအဆုံးသတ်သွားမှာရှင်းလားတဲ့ကောင်းပါပြီအဲ့ဒါဆိုရင်စစ်မှန်တဲ့လွတ်လပ်မှုရချင်တယ်ဆိုရင်ယနေ့လက်ရှိမိမိတို့ရဲ့ညှိတွယ်နေကြောင်းကိုရှင်းလင်းစွာနားလည်ဖို့လိုတယ်နော်ညှိတွယ်မှုနဲ့နေကြတာဘာနဲ့နေကြတယ်တွေ့အတာလေးတွေနဲ့နေကြတာအဲ့ဒီအတွေ့အတာရှိနေသေးသေးဘေးတွေရန်နေဆိုတာကြာရောက်နေအောင်ပါပဲဘာဘေးလဲဆိုတာအိုရချင်းဘေးတွေနာရချင်းဘေးတွေတေရချင်းဘေးတွေချစ်ခင်တဲ့သူတို့နဲ့ခွဲခွာရတဲ့ဘေးတွေအစရှိသည့်အပြင်အဲ့ဒီဘေးတွေရန်နေအန္တရာယ်တွေဝိုင်းအောင်နေတဲ့ဘဝပဲဖြစ်ပါတယ်အဲ့ဒီတဲကနေပြီးတော့ယုံထွက်ခြင်းတပါးဆိုရင်ဘာလို့ရတာလဲဆိုတဲ့အဲ့ဒီမှာဒီညှိတွယ်မှုကိုထူရာကနေပါနဲရာကနေများရာကနေနဲအဲ့ညှိတွယ်မှုအင်အားကြီးနေတဲ့အရာကိုအင်အားနဲသွားအောင်စွမ်းဆောင်ရတာပေါ့ဗျာဘာနဲ့စွမ်းဆောင်ရတာလဲဆိုတော့မဲ့ကင်နဲ့စွမ်းဆောင်ရတာဖြစ်ပါတယ်ဘာနဲ့စွမ်းဆောင်ပြီးရှော့ချရတာလဲဆိုရင်မဲ့ကင်ညှိတွယ်မှုကိုရှော့ချမှစစ်မှန်တဲ့လွတ်လပ်မှုကိုရတယ်ရှော့ချမယ်ရှော့ချပြီးမှဖြတ်တော့ရမယ်တင်းကျပ်နေတဲ့ညှိတွယ်မှုကိုဘာလို့ရမှာလဲရှော့ချနည်းနည်းရှော့ရင်နည်းနည်းသက်သာတယ်များများရှော့ရင်များများသက်သာမယ်ရှော့ပြီးသွားရင်ရှော့ရုံနဲ့ပြီးရမှာလားဖြတ်တော့ရမှာလားဖြတ်တော့နိုင်အောင်ကြိုးစားမယ်ဘာနဲ့ဖြတ်တော့ရမှာလဲဆိုမဲ့နဲ့ဖြတ်တော့မှရမယ်မဲ့ကင်းမဲ့နဲ့ဖြတ်တော့မှအဲ့ဒီမှာဆွဲလန်းညှိတွယ်မှုတွေအဆုံးသတ်ရဆဲသွားမှာဖြစ်ပါတယ်အဲ့ဒီအချိန်ကျမှဥပဒံရဲ့အကျဉ်းထောင်တွေကယုံထွက်ခွင့်ရကြမှာဖြစ်တယ်နော်ကဲကောင်းပါပြီအဲ့ဒီအတွက်ဒီဘုန်းကြီးတို့ဒီမှာလုံမြောက်ခြင်းရဲ့လမ်းစဉ်လို့ပြောလာတဲ့အနေအထားမှာအဲ့ဒီညှိတွယ်မှုတွေကိုတဖြည်းဖြည်းလျော့ပါသွားအောင်ဆိုတာဘာလို့ရတာလဲမနေ့ခင်းတုန်းကဘုန်းကြီးတို့ပြောခဲ့ပြီးပါပြီပြောခဲ့တဲ့အပိုင်းမှာတို့ရှုပ်ွက်တစ်ခုကိုမူတည်ပြီးတော့တခန္ဓာလုံးကိုအဲ့ဒီမှာရှုပ်ပွားနိုင်အောင်ကြိုးစားအထုတ်တဲ့နည်းကိုမနေ့ခင်းတုန်းကကာယ ानु ပဒနာအခြေပြုပြီးတော့မှယင်တဲ့ကတရိပ်တရိပ်နဲ့အဲ့ဒါအခြေပြုပြီးတော့မှစွမ်းအားဖြစ်လာတဲ့အချိန်မက်ကင်တို့ရဲ့စွမ်းအားဖြစ်လာတဲ့အချိန်ဟိုနေရာရွာဒီနေရာမွဟိုနေရာချင်းအဲ့ဒီဖြစ်လာအဲ့လိုဖြစ်လာတဲ့အချိန်ကကြတော့ဒီဘုန်းကြီးကဘာလို့ခိုင်းတယ်လဲဆိုတဲ့အခါနှလုံးသွင်းမှုလေးပြောင်းခိုင်းတာဖြစ်တယ်နော်နှလုံးသွင်းမှုကြောင်းတာကအရင်ကဖြစ်ပျက်လို့ရှုခဲ့တယ်အဲ့ဒီဖြစ်ပျက်လို့ရှုရကနေပြီးတော့ဘယ်လိုရှုရသလဲဆိုတဲ့အခါနှလုံးသွင်းမှုလေးပြောင်းပြီးတော့ဒုက္ခလို့ရှုရတာဖြစ်တယ်ဘယ်လိုရှုရတယ်ဘာလို့ဖို့ဒုက္ခရှုခိုင်းတာလဲတွေ့တာမှုတွေလျော့ပါသွားစေဖို့ညစ်ကပ်မှုတွေလျော့ပါသွားစေဖို့အဲ့ဒီလျော့ပါသွားတယ်ကွာလျော့သွားတယ်နောက်ကျတော့အဲ့ဒီမှာတဖြည်းဖြည်းနဲ့ကွာလျော့သွားတဲ့အချိန်ဒုက္ခလို့ရှုရင်းနဲ့
အမှန်အရှိကိုဉာဏ်နဲ့သိလာတယ်ပြောကြည့်အောင်အမှန်အရှိကိုဉာဏ်နဲ့သိလာတယ်ဆိုတဲ့အခါဘဝသည်တကယ်ရှိနေတဲ့အရာဟာတကယ်ရှိနေတဲ့အရာဒီနေချင်းနဲ့ရှိနေတာလားပြောင်းလဲချင်းနဲ့ရှိနေတာလားပြောင်းလဲချင်းနဲ့ရှိနေတဲ့အရာဟာဒုက္ခလားဒုက္ခလားဟောဒုက္ခတက်ဖြစ်တယ်လို့ဉာဏ်နဲ့ကနေပိန်ချသွားဉာဏ်နဲ့ကပိန်ချသွားတဲ့အခါကျတော့အစတုန်းကရှုနေတယ်ယင်နဲ့ကဒိတ်ဆိုဒုက္ခနောက်တော့ရှုရင်းနဲ့ဟိုနေရာရွဒုက္ခဒီနေရာမဒုက္ခဟိုနေရာဖြစ်နေဒုက္ခလို့ခန္ဓာတွင်းနဲ့ကနေပြီးတော့မှဘယ်အရာကိုပဲရှုကြည့်လိုက်ဒုက္ခလို့အဲ့လိုရှုကြည့်လိုက်တိုင်းထင်သွားတဲ့အချိန်ကကြတော့တရားထိုင်နေတဲ့အချိန်တုံးလေးတင်ဒုက္ခမဟုတ်တော့ဘဲနဲ့သွားရတာလည်းဒုက္ခလာရတာလည်းဒုက္ခစားရတာလည်းဒုက္ခအိပ်ရတာလည်းဒုက္ခလျောင်းရတာလည်းဒုက္ခပြောရတာလည်းဒုက္ခဆိုရတာလည်းဒုက္ခစားရတာလည်းဒုက္ခတောက်ရတာလည်းဒုက္ခအစရှိသည့်အဖြစ်အဲ့ဒီမှာအရာအလုံးဒုက္ခထင်လာတာဖြစ်ပါတယ်ရေချိုးရတာလည်းဒုက္ခကျင်ကြီးကျင်ငယ်ဆွမ်းရတာဒီလည်းဒုက္ခအဝတ်အစားလဲရတာဒီလည်းဒုက္ခတကုံလုံးဒုက္ခဆိုတော့အရာအလုံးဒုက္ခထင်သွားတာဒုက္ခထင်သွားတဲ့အချိန်ကကြတော့အဲ့ဒီမှာပြင်ပဟိတမှာသွားရင်လာရင်စားရင်တောက်ရင်ပြောရင်ဆိုရင်နဲ့တောင်မှဒုက္ခထင်သွားတဲ့အချိန်ကကြတော့ဘဝကိုလူချင်းတတ်မဲ့တဲ့ဒနာနဲ့ဆွဲလန်းညှိတွေ့တဲ့ဥပဒဏ်တွေလျော့ပါသွားပါတယ်လျော့ပါသွားတဲ့အခါကျတော့အဲ့ဒီမှာညှိကပ်မှုတွေတဖြည်းဖြည်းလျော့သွားတဲ့အခါဉာဏ်ကထက်လာဉာဏ်ကထက်လာတဲ့အချိန်ကကြတော့ဘာဖြစ်သလဲဆိုတဲ့အခါအရှိတိုင်းသိပြီးမှန်နိုင်မြင်လာတာကဘဝဆိုတာရှိနေလို့ကောင်းတဲ့အရာမဟုတ်ပါပဲလားဘဝရှိရင်ဒုက္ခရှိပါတယ်ဘာရှိရင်ဘာရှိတာလဲမိမိဘဝတည်းမဟုတ်ပါဘူးလူဘဝပဲဖြစ်အပေလေးဘုံသားဘဝပဲဖြစ်နတ်ဘဝပဲဖြစ်ဓမ္မဘဝပဲဖြစ်30ဘုံလုံးပဲပုံဌာနဘယ်ဘဝမှာပဲဖြစ်လျက်ပုံဌာနဘဝရှိနေသေးသည်ဒုက္ခနဲ့တွေ့နေရအောင်ပါပဲဘာလို့လဲဆိုတာဘဝဒီဒုက္ခနဲ့အဲ့ဒီမှာဒုက္ခနဲ့ပေါင်းစထားသလိုစိတ်ထဲမှာခံစားနားလည်မိသွားတယ်အဲ့တော့ဘဝတစ်ခုတင်ဒုက္ခမဟုတ်ဘဲနဲ့ဒီလောကလုံးကိုဒုက္ခလို့ထင်သွားတဲ့အချိန်မှာဒီနေရာမှာဗုဒ္ဓဘုရားရှင်ကနေပြီးတော့မိတ်ရှိတော်မူတာကတပ္ပေသင်္ခါရဒုက္ခယထာပညာယပတ္တိအထနိဗ္ဗိန္တိဒုက္ခေဧသာမေဃောဝိသုဒ္ဓိယဗုဒ္ဓဘုရားရှင်ရဲ့ဓမ္မပဒပါဠိတော်မှာတက်ရိုက်လာရှိတာဖြစ်ပါတယ်ဆိုလိုတဲ့အဓိပ္ပာယ်ကအာလုံးသောသင်္ခါရရဲ့သဘာဝသဘောတို့သည်ဆင်းရဲဒုက္ခတက်ဖြစ်တယ်လို့အာလုံးသောသင်္ခါရတို့ရဲ့သဘာဝသည်ဒုက္ခတက်ဖြစ်တယ်လို့ဒီလိုဉာဏ်ထဲကနေပိန်ချပြီးတော့သိမြင်လာနိုင်မယ်ဆိုရင်တန်တရာဝတ်ဆင်းရဲကနေပြီးတော့ငြိမ့်ဝေလာလိမ့်မယ်ဘာဖြစ်လာမလဲတန်တရာဝတ်ဆင်းရဲကနေငြိမ့်ဝေလာ30ဘုံလုံးညှိငွေသွားတာဘယ်ဘဝကိုမှမဖြစ်ချင်တော့ဘူးဆိုတဲ့စိတ်အဲ့ဒီအချိန်မှလာတာမုံညာမှမဝင်သေးဘူးဆိုရင်ဘဝကိုထပ်ခါလိုချင်နေအောင်မှအမှန်ပဲဒါကြောင့်အဲ့ဒီမှာဘဝကိုထပ်ခါမလိုချင်တဲ့စိတ်ဆိုတာကမုံညာဝင်မှမလိုချင်တော့လားဘယ်ဘဝပဲရောက်ဒီဘဝလိုပဲပေါ့ဘယ်ဘဝတွေပဲဖြစ်ဘဝမှန်သမျှဟာအပေလေးပုံသားဘဝလည်းယုံနာခန္ဓာတို့နဲ့ပေါင်းစပ်ထားတာလက်ရှိမိမိတို့ရဲ့ဘဝတည်လည်းပဲဘာနဲ့ပေါင်းစပ်ထားတာလဲယုံနာခန္ဓာတို့နဲ့ပေါင်းစပ်ထားတယ်နတ်ဘဝတို့ဆိုတာဟာလည်းပဲဘာနဲ့ပေါင်းစပ်ထားတယ်ယုံနာခန္ဓာတို့နဲ့ပေါင်းစပ်ထားဓမ္မဘဝဟာလည်းပဲယုံနာခန္ဓာတို့နဲ့ပေါင်းစပ်ထားယုံနာခန္ဓာတို့နဲ့ပေါင်းစပ်ထားတဲ့ဘဝမှန်သမျှဟာဘာပဲရှိတာလဲဒုက္ခပဲရှိတယ်ဒါဆိုရင်ရချင်စရာရှိသေးရလားမရှိတော့ဘူးဒီမှာအဖြစ်မှ
အဲ့ဒီအချိန်မှာဗုဒ္ဓဘုရားရှင်ကနေပြီးတော့မှအထာနိဗ္ဗာန်တိဒုက္ခေအဲ့ဒီလိုသိနေလာတဲ့အခါတန္တရာဝဆင်းရဲကနေပြီးတော့မှအဲ့ဒီမှာဘာဖြစ်မလဲဆိုတော့ညီငွေ့လာမယ်တဲ့ဘာဖြစ်လာမယ်ညီငွေ့လာမယ်ညီငွေ့လာတဲ့အခါဧသာမဲ့ကောဝိသုဒ္ဓိယအဲ့ဒါဟာစင်ကြယ်ခြင်းရဲ့လမ်းကြောင်းအစစ်အမှန်ဖြစ်တယ်တဲ့ညီငွေ့လာမှအမှန်လမ်းကြောင်းပေါ်ပြီးပြင်းတာပြောစမ်းပါလေတော့ညီငွေ့လာတယ်ညီငွေ့လာတဲ့အခါကျတော့အဲ့ဒီမှာပြီးပြင်းလာပြီးပြင်းအမှန်လမ်းကြောင်းပေါ်ရောက်ပြီဒီလိုဗုဒ္ဓဘုရားရှင်ကဧသာမဲ့ကောဝိသုဒ္ဓိယစင်ကြယ်ခြင်းရဲ့မဲ့လမ်းကြောင်းအစစ်ပဲဒီလိုမိတ်ဆိုတော်မူတာဖြစ်တယ်ဒါဆိုလို့ရှိရင်ညီငွေ့မှုမှဘဝတည်အဲ့ဒီမှာညီငွေ့မှုညာမှမဖြစ်လာသေးဘူးဆိုရင်အမှန်ပြီးမသိသေးဘူးပေါ့ဗျာမညီငွေ့သေးရင်အမှန်မမြင်သေးဘူးပြောစမ်းပါရဲ့နော်ဒါဆိုရင်အမှန်မြင်ဖို့မလုပ်လဲညီငွေ့အောင်လုပ်ရတာပေါ့ဟောဒါဆိုဒီမှာကြည့်တရားဓမ္မသဘောဟာလောကနဲ့ဆန့်ကျင်ဖက်ရဲ့ဗျာလောကထဲမှာလူသားအလုံးဒီညီငွေ့စရာကိုလိုက်ရှာကြတာလားပျော်စရာလိုက်ရှာကြတာလားဒါကြောင့်မရသေးတာကိုဝတ္ထုပစ္စည်းတွေကိုမရသေးရင်ရအောင်ရှာတယ်ရတဲ့အခါကျတော့အဲ့ဒီမှာလူတွေအဲ့ဒီမှာခရီးတွေထွက်ကြတယ်မြန်မာပြည်တွင်းတယ်မဟုတ်ဘူးနိုင်ငံခြားမှာအဲ့ဒီမှာဟိုနေရဒီနေရလဲပတ်ပြီးတော့မှဟော်တယ်အသီးသီးမှာအဲ့ဒီမှာဟော်တယ်ဒီမှာအဲ့ဒီမှာဒက်ခိုးပြီးတော့မှအိုးအာယုံမျိုးခံစားပြီးတော့မှလောကထဲမှာပျော်စရာပိဋ္ဌံကုန်ခံပြီးတော့ပျော်စရာလက်ရှာနေကြတာလောကထဲမှာလူသားတွေရှာတာညီငွေ့မှုရှာတယ်ဆိုတာမရှိပါဘူးပျော်စရာပဲလိုက်ရှာနေတယ်ပျော်စရာနဲ့ရှာတော့ဗာလဲဆိုအတွေ့အတာနဲ့တွေ့တာမှုဆိုတာဖြစ်လာတာပေါ့ပျော်စရာတဲ့ကတွေ့တာမှုဆိုတာဖြစ်လာတာတွေ့တာမှုဆိုတာတခြားလားဥပဒံလားဟာဥပဒံကနေပြီးတော့မှဥပဒံကနေပြီးတော့လွန်ချုံထားမှတော့လွတ်မြောက်မှုဆိုတာလမ်းစာကိုတွေးเสียအကြောင်းအဲ့ဒါဖြင့်အဲ့ဒီမှာဒုတွေကနေပြီးတော့လွတ်မြောက်မှုလွတ်မြောက်ခြင်းနဲ့ဆိုရင်လောကကိုကြောင်းပြန်ရှောက်ရတဲ့တတ္တိရှိမယ်ပြောစမ်းပါဦးလောကကိုကြိုးပေးရတဲ့တတ္တိရှိရမယ်လောကကိုကြောက်ခိုင်းပြီးသွားနိုင်မှအဲ့ဒီမှာလွတ်မြောက်ရာလောကုတ္တရာကိုရောက်မှာပေါ့လောကနဲ့လောကုတ္တရာဆိုတာဆန့်ကျင်ဖက်ကြီးရဲ့ဗျာလောကဆိုတာကမျိုးဖောက်ပြန်ဖြစ်စီနေလို့လောကအဲ့ဒီလောကတွေကနေပြီးတော့မှထွက်ခွာခြင်းနဲ့လောကကိုကြောခိုင်းပြီးတော့မှကြောပေးရတဲ့တတ္တိရှိရမယ်ပေါ့ဗျာလောကကိုကြောပေးပြီးတော့မှလောကုတ္တရာဘက်ကိုဥတည်ရမယ်ဘယ်ဘက်ကိုဥတည်ရမယ်လောကုတ္တရာဆိုတာတခြားကိုပြောတာမဟုတ်ဘူးလောကဥတ္တရာလောကကလုံမြောက်ခြင်းနိဗ္ဗာန်ကိုသွားရလှမ်းပေါ့ဗျာနိဗ္ဗာန်ကိုသွားရောက်ခြင်းပါတယ်လေဟာနိဗ္ဗာန်နဲ့လောကဟာလုံးဝဆန့်ကျင်ဖြစ်တယ်နော်လောကထဲမှာပျော်နေသေးရင်နိဗ္ဗာန်နဲ့ဝေးနေအောင်ပါပဲနိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းနဲ့ဆိုရင်လောကကိုကြိုးပေးပြီးရှောက်ရတဲ့တတ္တိရှိမရတာဆုံးခွာနေတဲ့စွမ်းအားရှိရမယ်ပေါ့ဗျာပါတယ်တော့ဆုံးခွာရဲဆိုတာဇနီးမယားသမီးသားကိုဟောဒီကနေပြီးတော့ဖယ်ခွာတာလားအတွင်းထဲကနေမိမိဆွဲလန်းတဲ့စိတ်တွေကိုဖြတ်တော့တာလားဇနီးမယားသမီးသားကိုမောင်းထုတ်ရမှာလည်းမဟုတ်စွန့်ပယ်ရမှာလည်းမဟုတ်ညှိတွေ့နေတဲ့စိတ်ကိုလျော့ပါအောင်လုပ်ရတာအဲ့လိုလုပ်ဖို့ဆိုတာဘာမြင်အောင်ကြည့်ရသလဲဆိုခန္ဓာဖြစ်ပြမြင်အောင်ကြည့်ရတယ်ဘာမြင်အောင်ကြည့်